缅来总统6月8号，中缅建交纪念日当天呢，中央广播电视总台联合中国驻缅甸使馆举行了中国影像周活动。当天，您和夫人出席了这个活动，而且还观看了电影《人生大事》。您觉得这部中国电影好看吗？您觉得像电影对于促进两国人民的民心相通发挥着什么样的作用？ကောင်းပါလေဒီစိတ်ခံစားချက်လေးတွေကိုပေါ်ပြပြီးလှုပ်သွားတာပေါ့တတိပြုမိတာကတော့ရုပ်ရှင်အတက်ပညာတရုတ်နိုင်ငံတရုတ်ပညာအတက်ပညာနဲ့ပတ်သက်တာမြန်မာတော့တရုတ်ဆောင်တဲ့လူတွေရှိတယ်နောက်တော့ကရက်ကွင်းရက်ကွက်တွေရှိတယ်အသုံးဆောင်ပစ္စည်းတွေရှိတယ်အတန်တွေထားတွေရှိတယ်အဲ့ဒီအစားတော်တော်ကောင်းတာတတိပြုမိပါဒါတွေကကျွန်တော်နိုင်ငံမှာလည်းဟလာရုပ်ရှင်နဲ့အားပေးတဲ့ပြည်သက်တွေအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းတချို့ခါနိုင်ဆိုကျွန်တော်တက်ပါတယ်တက်ပေးတယ်အနုပညာသည်ပြည်သူကိုပြောင်းလဲပေးနိုင်တဲ့ပညာရပ်တစ်ခုပဲပြည်သူရဲ့ခံစားချက်ကိုပြောင်းလဲပေးနိုင်တဲ့ပညာရပ်တစ်ခုပဲဒါကြောင့်ကျွန်တော်ကလည်းဒါကိုအသိမှတ်ပြုပါတယ်မြန်မာနဲ့ဒီတရုတ်နဲ့ပေါင်းပြီးတော့ရုပ်ရှင်လောကမှာပူးပေါင်းဆောင်ရွက်ဆိုလို့ရှိရင်လည်းပြုရင်ပြောင်းလဲမှုတစ်ခုတဲ့အထောက်အကူရမယ်လို့ကျွန်တော်မြင်တယ်您在当中是否找到了一种跨越国界的情感共鸣呢？မိဘတွေတာသမီနဲ့မိဘနဲ့ခံစားမှုစိတ်ဓာတ်တွေမိဘနဲ့အဖေကနေပြီးတော့တာကိုဘယ်လိုဆုံးမလဲတာကတော့တာနေပြီးတော့သူ့ရဲ့အိမ်မလာရောက်လာတဲ့ကလေးမလေးကိုသူဘယ်လိုပြုမှုဆက်ဆံတယ်လဲကလေးမလေးကသူ့အပေါ်မှာဘယ်လိုပြန်ပြီးတွန့်ပြန်မေတ္တာမေတ္တာကိုတော့တွားပြီးဖော်ပြတာဖြစ်ပါရက်ကွင်းရက်ကွက်တွေလည်းသူတို့တဘာဝကြတာတွေ့တယ်တရုတ်ဆောင်တော်တွေမဟုတ်ရက်ကွင်းရက်ကွက်တွေလည်းတဘာဝကြကြအောင်ရိုက်ထားတာကျွန်တော်တခြားတွေမှာလည်းရုပ်ရှင်ပညာနဲ့လှုပ်ထားတယ်ပါကောင်းပါနိုင်မှာ